စိုးမြတ်သူစာနဲ့ထထက်မိုးဦးတို့ရဲ့ဇယိုက်ဆန်ဆန်နပန်းလုံးရန်ဖြစ်ခဲ့ကြတဲ့နောက်ွယ်ကအကြောင်းရင်းကိုထုတ်ဖော်ပြောကြားလာတဲ့ဒရိုက်တာပြည့်ဟိန်းတီဟာကတော့ USA နိုင်ငံကိုရောက်သွားပြီးတဲ့နောက်ပိုင်းမှာမြန်မာနိုင်ငံကရုပ်ရှင်သရုပ်ဆောင်များစွာရဲ့ပရိသတ်တွေမသိသေးတဲ့အကြောင်းရင်းများစွာကိုဖော်ထုတ်ပြောကြားနေသူလည်းဖြစ်ပါတယ်။ယခုအခါမှာလည်းအမှုပညာလောကရဲ့ထိပ်တန်းဝါရင်သရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ထထက်မိုးဦးနဲ့စိုးမြတ်သူစာတို့ရဲ့ယူတင်ရိုက်ကွင်းမှာမတည့်ကြပဲနပန်းလုံးရန်တက်တဲ့အကြောင်းကိုထုတ်ဖော်ပြောကြားလိုက်ပြန်ပါတယ်။စိုးမြတ်သူစာနဲ့ထထက်မိုးဦးတို့ဟာရှုတင်ရိုက်ကွင်းမှာနပန်းလုံးခဲ့တာကြောင့်မင်းသားပြေတီဦးနဲ့ခန့်စီသူတို့ကဖြန့်ဖြေပေးခဲ့ရတယ်လို့ဆိုပါတယ်။စိုးမြတ်သူစာနဲ့ထထက်မိုးဦးဆိုတာကတော့အမှုပညာလောကမှာအကယ်ဒမီဆုတွေရထားတဲ့ဝါရင်အမှုပညာရှင်နှစ်ယောက်ဖြစ်ပြီးပရိသတ်တွေအမြင်မှာတော့တငယ်ချင်းတွေလိုနှွေးထွေးတဲ့ဆက်ဆံရေးရှိပေမဲ့ကင်မရာနောက်ွယ်မှာတော့အချင်းချင်းမနာလိုမှုတွေရှိနေတာပဲဖြစ်ပါတယ်။မန္တလေးမှာတွားရောက်ရိုက်ကူးခဲ့တဲ့ပွားစီရုပ်ရှင်ဇာတ်ကားရဲ့ရှုတင်မှာပရိသတ်တွေကထထက်မိုးဦးကိုပိုပြီးအားပေးကြတဲ့အပေါ်စိုးမြတ်သူစာကမနာလိုအမြင်ကပ်လာပြီးနောက်ဇက်ဝင်ခန်းထဲမှာအမှန်တကယ်စီပူအိုးနဲ့ပြစ်ပေါက်မဲ့အထိရန်ဖြစ်ခဲ့ကြတယ်လို့ဒရိုက်တာပြည့်ဟိန်းတီဟာကဆိုပါတယ်